ဘယ်လိုလုပ်ရလဲကွာဒါဂျာကြီးစားနေအောက်ပြကြပါဒုက္ခပဲကွာဂျာကြီးတော့သားမင်းတည့်ရသားနဲ့ကွာအဲ့မကောင်းနဲ့မမင်းကလေလုံးလုံးလိုက်နမောနမနဲ့ငမ်းမလို့ပဲသိတယ်မင်းတို့ကမျိုးဒီနေ့အဆိုင်ငါဆန္ဒမထားနိုင်တော့ဘူးမင်းဒီနေ့အဆိုင်ထွက်တော့ဆရာကျွန်တော်တော့ထုတ်လိုက်ပါနဲ့ဗျာကျွန်တော်တောင်းပန်ပါတယ်စီဟဲ့နော်ဟဲ့မရဘူးကွာမင်းကတီးခံမောင်းများပြီဒီနေ့အဆိုင်ကခွင့်မနိုင်တော့ဘူးမင်းသွားတော့ကွာမင်းဒီဥစ္စာမင်းရဲ့လောကကောငါစီမလာထုတ်ဒီကဒီအောက်ချရပြည့်စုံငါမစားနိုင်ဘူးမင်းအစ်သွားပဲဟုတ်ကျွန်တော်လူမသားတော့ပါဗျာကျွန်တော်တောင်းပန်ပါတယ်ဘာလူမကလည်းဒါရှင်းသက်သက်မဲ့ခွင်ဖန်တာမှတ်လားမဟုတ်ပါဘူးဗျာကျွန်တော်ကွန်မန်တာမဟုတ်ပါဘူးဟိုကျွန်တော်တကယ်လူမသားတာပါဟိုကျွန်တော်တောင်းပန်ပါတယ်ဗျာတော့ကျွန်တော်ဟုတ်ပါတယ်ဒါဆိုရှင်လူမရဲ့ဆိုရလူရဲ့နာမည်ဘာတူလဲဒီမှာဒါမျိုးတဲ့ရှုံးနေပူတာလေဒါရှင်းလို့လူမျိုးတို့ပညာပေးလိုက်တာနားလဲလားပြမောအဲ့ဒီကမကတတ်ဘူးမွန်တင်မေးအောင်ဟုတ်ပါတယ်ခင်ဗျာထိုင်ပါဦးကျွန်တော်ဗာများကူညီပေးရမလဲခင်ဗျာကျမနာမည်ရွှေစင်ပါကျမဒီမှာလေးတင်သားလေးတက်ချင်အော်ရပါတယ်ဗျာဟိုလေကျွန်တော်တင်တဲ့မျိုးနဲ့လမ်းဝင်းတော့မရွှေစင်ပဲတွားလိုက်ရစင်ပြေးပါမလားကြည့်ပါရဲ့ရှင်ရွှေစင်မှာကားပါပါတယ်ဟိုအဲ့ဒါဆိုပိုပြီးစင်ပြေးသွားတာပေါ့ဟိုကျွန်တော်ကောင်းလို့ပြန်ကူညီပေးမယ်လေရွှေစင်ကလည်းအကောင်းဆုံးပြန်စားပါမယ်မင်းတို့ရဲ့လေးစားလေးချက်တော့ပြပါလားနော်လာမောင်းအဲ့ကကျမကြီးရှိနေတာမကြီးအဲ့ကကျမကြီးတော့မောင်းအောင်ကိုအားကိုးနေတာကွာအဲ့တော့ဘာမှမပူပါနဲ့စိတ်ချပါကျွန်တော်လည်းမိသားစုတယောက်လိုပဲသဘောထားတယ်အေးအန်ကယ်လည်းမောင်းအောင်ကိုမိသားစုဝင်တယောက်လိုပဲငယ်သဘောထားပါတယ်ကွာသမီးရွှေစင်းတယ်တွေ့သေးလားခုရက်ပိုင်းတော့ကျွန်တော်လည်းလုံများနေတယ်မတွေ့ပြီဘူးခင်ဗျာအခုလည်းအန်ကယ်ကိုဆင်းမေးနေသူနဲ့များတွေ့ရမလားဆိုပြီးလာခဲ့မောင်းရင်မောင်းတော့ပြည့်တဲ့အတိုင်းပဲအခုလည်းအိမ်မှာမရှိဘူး
အခုခေတ်လူငယ်တွေကနားလေတော်တော်ခက်တာကွာ ဒီလိုရှိမှာပေါ့အငယ်ကျွန်တော်လည်းရွှေစင်းကိုပြေးသွားနားလည်းထုတ်ပေးထားပါတယ် အေးအန်ကယ်လည်းသမီးရွှေစီကိုမောင်းအောင်လက်ထဲအပ်ပြီးမှပဲစိတ်အေးရတော့ပါသမီးကိုနားချပြီးအန်ကယ်ဘက်ကအများဆုံးစီစဉ်ပေးရမယ်ပေါ့ ကျွန်တော်ဘက်ကတော့စိတ်ချပါတယ် အန်ကယ်မောင်းအောင်ရုပ်ပါလေ အဲ့ဆိုကျွန်တော် duty ဝင်စရာရှိတယ်လို့ခွင့်ပြုပါဦး အေးနောက်လည်းမကြောက်ကြအခုလိုမျိုးဝင်လာပေါ့ စိတ်ချပါတယ် မောင်းအောင်တဲ့သမီးကိုအမြန်ဆုံးလက်ထပ်ပေးရမယ်ဒါမှသမီးအတွက်စိတ်အေးရမှာ အဲ့လိုကဒီလိုပါလေဘယ်လိုသွားမှာနော်ဆရာပြပြီးမှမော်တယ်နဲ့လူကနေတာဆရာညာလိုက်တဲ့ကြည့်မရပြောရရှိတယ်။ဟုတ်တယ်။နောက်ပြန်ကြလို့ရှိရင်ငွေကြီးနေနဲ့ပြောပါမယ်။ဟောလေ။ဒါနဲ့ရွှေစင်းပေါ်သွားမှာလေ။ဟုတ်ဘူးဘယ်လိုလဲဆန်းနဲ့ပါထိုင်လို့ကိုရှင်းပြပြစီအောင်ကွာ ဘာမှလာရှင်းပြမင်းနဲ့ရှင်းပြအောင်ရွှေစင်းနဲ့ဆရာနဲ့လည်းဘာမှလည်းမဟုတ်ဘာမှလည်းမသိချင် ရွှေစင်းကဘာမှဆိုင်ဘူးဆိုပေမဲ့ကိုဘက်ကဆိုင်နေတယ်ရွှေစင်းကိုစတွေ့ကြတယ်ကမေမေချင်းစိုးနေပြီးရှစ်ခဲ့ရတာပါကွာဟိုရွှေစင်းနဲ့ကိုစိုးဆိုင်မှာစတွေ့တော့ရွှေစင်းကိုငေးချင်းပြရတယ်ကိုလုံးပြုတ်ခဲ့တယ်အဲ့ဒါနဲ့ကိုတငယ်ချင်းတယောက်ကိုညီနေဒန်ဆာဆရာတယောက်ဖြစ်ခဲ့တယ်အဲ့မှာအကတဲ့ထဲမှာရွှေစင်းနဲ့မမျော်လင့်မဲ့စုံပြီးတော့ကိုရမ်းပြောတယ်ဒါပေမဲ့ဆက်မှာမုံမုံရှိရလို့ပြောမလို့မလား မဟုတ်ဘူးရွှေစင်းကိုနဲ့ငုံနဲ့ဘာမှမဆိုင်ဘူးကိုစိတ်ထဲမှာမုံပေါ်ရမ်းယူသွားတယ် အဲ့ဆိုဆရာကပြောတာပဲမဲ့ဆိုဘာကိုပြောရလဲ ဒါပေမဲ့ဆိုတာဟိုကတင်တန်းမှာဆရာတယောက်လေဆရာဆိုတော့ဆရာတယောက်ရဲ့ခေါင်းသိခါကိုထိန်းချုပ်ရတာပေါ့ အညာကရှိမှလာဘာလို့ကားတိုက်တာလဲ အဲ့ဒါလေကိုကြံရမရဖြစ်ပြီးတော့အဲ့လိုလုပ်ရရတာအဲ့ဒီတော့ကိုထိမသေးပါနဲ့ကွာနော် သေးတယ် ကျန်တယ်
အဲ့လိုမလုပ်ပါနဲ့ကွာကိုရွှေစင်းကိုအရန်ရှိတယ်ဆိုတော့ယုံပါကွာနော် ဆရာလည်းဘယ်လိုလုပ်ယုံလို့ရမှာလဲဆရာပေးမှလောက်မိန်းကလေးတွေတပုံကြီး ရွှေစင်းရဲ့အဲ့ဒါကလုံတော်ရဆက်ဆံရတာပါကိုယ်နှလုံးသားထဲမှာရွှေစင်းညံ့နေနေပဲချစ်တာ ဆရာစကားတဲ့တိုင်းမှာ စကားတဲ့တိုင်ပြောတာမဟုတ်ပါဘူးရွှေစင်းရဲ့ကိုယ်နှလုံးသားထဲထွက်ချက်လာတဲ့စကားလေးပါရွှေစင်းကိုချစ်တယ်ဆိုတော့အပြစ်မဲ့နေတော့ပြည့်ပြပါလားကွာနော် ဆရာခဲပေါ်တော့မယ်ဆရာ ဟဲ့ဦးကွာရွှေစင်းချစ်တယ်လို့ပြောမှာကိုလွတ်မှာနော် ဘုရားပဲဆရာလည်း အဲ့ဒါကိုချစ်တယ်လို့ပြောရွှေစင်းကပြောမှာနော်အော်လိုက်တာရွှေစင်း လမ်းလေးကတော့ဘယ်လိုလဲ ရွှေစင်းတော့လည်းပြင်ပို့လိုက်ခဲ့ပြီ ပြတက်တက်ကိုဘယ်လိုဖြစ်နေလဲလှုပ်ပါဒီမှာကားမောင်းနေတယ်အဲ့လိုမျိုးဆိုရွှေစင်ကားမမောင်းတတ်ဘူး ကိုရန်ဝမ်းသားတော့ရွှေစင်းရဲ့နော် ကဲဝမ်းသာတယ်ဆိုတော့နောက်မှဝမ်းသာအခုလှုပ် ကွာ ကဲလှုပ်ပါဆိုကို ကားဘာဖြစ်တာလဲ ကားဘာဖြစ်သွားလဲမသိဘူးရက်သွားပြီကားပြင်တယ်လား အဲ့ဒါမှရွာဘက်တာပဲကိုလည်းကားမပြစ်တယ်ဘူးပြီးတော့ကားကြောင့်လည်းတစ်စက်မှနားမလဲဘူး ဟုတ်ပါပဲနေရလဲမြို့နဲ့ဝေးနေပြီဒီနားမှာလဲအိမ်နေပါလည်းမတွေ့ဘူးဘယ်လိုလုပ်မလဲကို အရှက်တော့အောက်ဆင်းပြီးကြည့်ရအောင်နော် ဒုက္ခပါလေကားလည်းဘာဖြစ်မှလည်းမသိဘူးရဲကြောင်းဆိုကလည်းပြက်နေ ရွှေစင်းတော့မဲ့ခရီးကလိုသေးလား လူသေးတယ် ဟာမခပဲကွာနေရာလဲဝင်တော့မယ်ရွှေစင်းနဲ့ကိုနဲ့ဒီကားထဲမှာနေတော့ကလည်းလူခေါင်းတော့အဆင်မပြေနိုင်ဘူးပြင်နေတက်တော့မှမထင်ဘူးအဲ့တော့ကိုဒီကားပြင်မဲ့လူတယောက်တော့သွားရှာမယ်ကွာနော်ရွှေစင်းနဲ့မှခဏစောင့်နေနော် ရွှေစင်ရောက်တယ်မနေရွှေစင်လိုက်ပါဘောခဏစောင့်ရွှေစင်လိုက်ပါညာကြီးဆိုတော့မလို့ခဲရဟုတ်ပါဘူးကျွန်တော်ကားပြက်လာလို့ဒီမှာတော့တော့ဖြစ်ပါဒီလိုလည်းမိုးရေဆိုလို့တဲလို့ရပါတယ်ဒါပေမဲ့မလို့ဘာမှအဲ့ခံကြတယ်ရပါတယ်ဦးလေးကကျွန်တော်ဒီရက်ဒီမှာတဲဖို့ညံ့တယ်ကျွန်တော်ပြင်ထားပါတယ်ဒီရက်ဒီမှာလို့ကြတယ်ဒီဘက်တဲသွားပြီကြာ ဒါလေးဘယ်လိုရပါလဲဟုတ်ဆုံးပါ ဒီကရှုံးလိုက်တယ်မဟုတ်ဘူး ဘာမရချာတယ် အော်ရှုတယ်ရှုတယ်ဒီဘုံရပဲမဖြစ်ဘူးဒီလေအဲ့ဒါဝစားရဆိုရင်ရှုတယ်အေးပတ်သွားလိမ့်မယ်ကိုတော့ကိုလည်းနေရှုတယ်ဝစားရှုပ်ပြီးတော့ဒီဆောင်လေးဖျားရှုံထားလိုက်အဲ့ဒါဆိုရင်ရှုသွားပါ အဲ့မလို့ချင်ဘူး ရှုတယ်အဲ့လိုခေါင်းမလည်းမဖြစ်ဘူးလေရှုတယ်အေးပတ်သွားမှာပေါ့ရှုတော့ရှုတယ်ပေါ်တော့မှာပါရှုတယ်ဘုတ်လက်ပြီးတော့ဝစားလိုက်လိုက်ဖျားရှုံထားလိုက်ကိုဘုတ်လက်နေတော့ရှုတယ်ပေါ့လေ ဟ
ရွှေစင်စိတ်ဆိုးနေရလားကိုတောင်းမှလည်းရွှေစင်တကယ်တော့ဒီလိုရှင်နေမျိုးမှာရွှေစင်ကိုခွင့်ပြုတယ်မယ်ကိုသိပါလေဒါပေမဲ့ ရွှေစင်နားနဲ့ပါလေ ရွှေစင်အဲ့ဒါဆိုကိုစိတ်မဆိုးဘူး ကိုရွှေစင်ကိုတကယ်ချစ်တာလား ဘယ်လိုပြောလိုက်တာလဲရွှေစင်ရေကိုရွှေစင်တကယ်ချစ်တာပေါ့ရွှေစင်ကိုလက်ထပ်ပြရစေဒါပေမဲ့ရွှေစင်ကိုတခုတော့ပြောချင်တယ်ကိုကအမေတခုသားတခုနဲ့ဘဝကိုရုန်းကန်လှူရှားနေရတာအဲ့ဒါကိုရွှေစင်ဘက်ကသဘောတူရဲဆိုရင်ကိုမိသားဖတာပဲပြီးလာတောင်းပါမယ် ကိုဘွားကိုရွှေစင်ချင်းနဲ့နားလည်ပြီးလို့ရပါတယ်ဒါမဲ့လေအခုလောလောဆယ်လက်ထပ်ဖို့ဆိုတာဖြစ်နိုင်သေးဘူးကိုရဲ့ဘယ်အခြေအနေကိုကြည့်ပြီးတော့ရွှေစင်တို့ညီစင်ကြီးကကြမယ်လေနော် အဲ့ဒီစကားပြောရတဲ့တင်ကိုကျင်းတတ်ပါမယ်ရွှေစင်ရဲ့ ရွှေစင်တို့ပြန်ကြရအောင်ရွှေစိတ်ပူနေဦးမယ် မင်းနေကောင်းလား နေကောင်းပါရဲ့သားရဲ့ဒါပေမဲ့လေသားတညာလုံးပြင်လာလို့မိစိတ်ပူစောင့်နေတာ အော်ဟိုဟာဒါဟိုတာအလုံးမှာဟိုအလုံးတွေများနေလို့တာပြန်လာနောက်ကျသွားတာမေးရဲ့ အလုပ်ကောအဆင်ပြေနေတာလား အော်ဟိုအဆင်ပြေပါလေမေးရဲ့ အေးကွယ်သားတို့အကနေပြတဲ့နဲ့အဆင်ပြေလေဆိုတော့သွားလာတာဝင်းတဲ့သားရဲ့ မေးရဲ့ဒီလောက်ကတာအတွက်အဆင်ပြေတယ်မေးရဲ့ဘလောက်ပဲဝင်ဘလောက်ပဲပြင်ပန်းအမျိုးသားလုံးကျွေးနေရတာဒါကျင်နေတယ် ဒီပါသားရဲ့အမေကလည်းလေမိဘကိုလူကျွေးနေတာဘာမှခေါ်ပါနဲ့တော့ကဲသားရေမိုးချိုမိခင်းစားကိုသမင်းစပွဲစင်သက်ပြင်တာ မေးရဲ့တာဖိုက်စားနေတော့ပဲတာရဲ့အလိုက်ကိုတီးတဲ့အမေကိုအဲ့ဒါကြောင့်တာချစ်နေရတော့ချစ်နေရတာကွာ သွားပါ သမီးမင်းညပဲသွားနေတာခါတိုင်းလိုသမီးတငယ်ချင်းဒီအိမ်မှာအိတ်မယ်ဆိုလို့ရှိရင်လေဒယ်ရီစီကိုဖုန်းဆက်ဒယ်ရီဖုန်းဆက်ပြီးတော့လေသမီးမရှိဘူး သမီးကမနေ့ကတင်နာပြန်ကားပြန်နေလားတဲ့ရဲ့အဲ့နေရလေဖုန်းကလည်းမမိဘူးအဲ့နဲ့အဲ့ရွာအိမ်မှာပဲအကူကြီးတောင်းပြီးတော့တငယ်ချင်းနဲ့အိမ်လိုက်တာ သမီးဘက်ကတော့အမြဲတမ်းအကြောင်းပြချက်ရှိနေပါပဲဒယ်ရီဘာမှမပြောချင်ဘူးဒါပေမဲ့ဒယ်ရီမွေးထားတာတားမဟုတ်ဘူးသမီးမိန်းကလေးမွေးထားတာသမီးတို့ဒယ်ရီဒီတိုင်းထွက်ထားလို့ဖြစ်အဲ့တော့ဒယ်ရီသဘောတူတဲ့ကိုအောင်နဲ့အမြန်ဆုံးလက်ထပ်ပေးမှဖြစ်တော့ ဟာကျရီသမီးလည်းမထချင်သေးဘူးအိမ်အောင်ပြုတ်ချင်သေးဘူး မပြုတ်ချင်လို့မရဘူးသမီးကိုမိတစိုးလေးဆိုပြီးတော့ဒယ်ရီအလိုလိုက်ဖြစ်နေအဲ့ဒါအတိုင်းအတာတစ်ခုတည်းပဲကောင်းတယ်သမီးအဲ့ဒီကြော်သွားလို့ရှိရင်တော့မကောင်းဘူးပြီးတော့ဒယ်ရီကအရန်လုံးများတယ်
သမီးကိုတစ်ချိန်လုံးလိုက်ကြည့်နေနေတာမဟုတ်ဘူးဒေါက်တာကိုအောင်ဟာသမီးအတွက်တင့်တော်ဆုံးပြီးတော့ပဲဒယ်ရီရဲ့ဆန္ဒကိုသမီးမငြင်းပါဘူး ကျင်းရဲ့ဆန္ဒတမီးလှုပ်ခွင့်လို့ရကြောပြနေတာလေတမီးလည်းမခံဘူးတော့တမီးလုံးဝမခံဘူး ဟိုင်းတော့ငါနေသွားတော့လို့လားစကားနဲ့တော့ပြောချင်လို့ပါ လုံးဝမနှောက်ရှက်နဲ့နော် နောက်ဆက်တာမဟုတ်ပါဘူးချစ်စရာကောင်းတဲ့ညီမလေးကိုချစ်တယ်လို့ပြောလို့ပါ ကနေ့လုံးမရှက်ခဲနော် မဟုတ်ဘူးကိုပြောချင်တဲ့စကားနားထောင်ပြီးတော့ကိုလိုချင်တဲ့အဖြစ်ကိုပေးမယ်ဆိုထည့်ပေးမယ်နော် ဒီငါဘာညက်တယ်လို့လေ အဲ့လိုတနေ့နဲ့မလုပ်နဲ့လေ ဘာလို့လဲစား မလုပ်ဘူးကွာချစ်တယ်လို့ပြောလုပ်ပေးမယ်နော် မလုပ်ဘူးနော် သူ့လောက်ကိုလိုက်စက်ဟဲ့မင်းကလေးတယောက်မကြည့်လူဝဲနဲ့အတင်းအင်အားသုံးပြီးနှောက်ရှက်နေတာမင်းတို့ရုပ်ဆိုးလုံးနေနော်မင်းတို့ဘူးလို့ပြောနေ ဟဲ့မင်းနဲ့မဆန်ဝင်မရှုံနဲ့ငါလက်ပြီးတော့မင်းတို့အကားတင်နဲ့လည်းလူးညံ့ညံ့မဟုတ်ဘူးဟဲ့ ငါနားလေတာအခုနှောက်ရှက်နေရမင်းကလေးငါချစ်သူကွာဘယ်ယောက်ျားမဆိုကိုချစ်တဲ့မင်းကလေးရှိမှာကာဝယ်ရမှာပဲကွာဩမင်းကငါ့ကိုစိတ်ခေါ်တာဟာအေးအပြောကောင်းပြီးနှုတ်ပြေးချိုတဲ့မင်းကိုသုံးပါတော့ဟဲ့ ကိုချစ်သူရှိရတယ်တတိရှိရှိနဲ့မမမရက်တည်နေတဲ့ကိုသူလည်းကိုချစ်ပါဘူး ကိုကလည်းကိုချစ်သူတို့အစွမ်းချီတော့ကာကွယ်သွားမယ်ဆိုတော့ရှုံးပါ ရုံပါတယ်အခုဘယ်တက်ပြီလဲရွှေစရတော့လေဆယ်ဆုံးရတဲ့ကိုရင်းကြီးอ่ะညမ်းလာလား အဲ့ဒီစကားကြောင့်ကိုရန်ဝမ်းပါတယ်ကွာရွှေစဲချစ်သူဖြစ်ကိုယူခံရတာခေါင်းယူပါ ရှင်မမချစ်ဘူးသေးတဲ့ကျင်နာတဲ့လေးများဒီတစ်ခါသူလေးနဲ့မှကျွေပြီအော်ကျွေပြီတမင်မျက်လုံးလေးနဲ့ခေရှက်အပြုံးလေးကအစင်တတ်မှုမေးဘူးမလွယ်ပြီဟေးမလွယ်ပြီမင်းလေးမမချစ်ရင်ဒီဘဝအတွက်တော့အသက်ဆက်လို့မရှင်နိုင်ဘူးဟေးဒီဘဝလေးချစ်မယ်နောက်ဘဝလေးချစ်မယ်ယုံကြည်စမ်းမအချစ်ဆုံးမေးအော်မေးကိုဒီလောက်ချစ်တယ်လို့မေးချစ်သလားမေးရင်ဘယ်လိုများကိုအတွက်ဖြေမယ်အော်ဖြေမယ်မင်းအချစ်များရရင်အပျော်ဆုံးပဲပေါ့ကိုဘဝရဲ့အချစ်နဲ့သမီးလေးရဲ့အပျော်ရွှင်ဆုံးဘဝကိုဖန်တီးပေးမယ်မောင်ချစ်သူရဲ့ ယုံကြည်ဘူးလားကွယ်ရေကိုခွဲလို့ရဲ့ကိုအသေးနှလုံးလေးယူလိုက်ကိုပိုင်တဲ့ဘဝတွေပိုင်ဆိုင်သမျှချစ်တွေထောင်ရမင်းလေးအတွက်ပေါ်ယုံလိုက်ဒီကဘာမြေမှာကိုလိုလူဟာမင်းအတွက်အသက်ရှင်မှယုံလိုက်ဘဝရဲ့လောကဓာတ်ကြောဖြတ်လို့ကွာလှပတဲ့ကဘာလေးတစ်ခုကိုဖန်ပြီးပေးမှယုံကြည်စက်ချင်ရအပူယုံတဲ့စကားလို့မထင်နဲ့ Hey, Martini, Millie Mama Chin, Diva Water, a Tessalo machine I woo, hey, Diva one let you me, number one let you me, oh, me, yeah. Take a little cheer, maybe don't do you, you could take, you can little cheer, maybe don't do you, you could take.
ကြည့်ဘူးလားကွယ်ရေကိုခွဲလို့ရဲ့ကိုအသေးနှလုံးလေးယူလိုက်ကိုပိုင်တဲ့ဘဝတွေပိုင်ဆိုင်သမျှချစ်တွေထောင်ရမင်းလေးအတွက်ပေါ်ယုံလိုက်ဒီကဘာမြေမှာကိုလိုလူဟာမင်းအတွက်အသက်ရှင်မှယုံဘဝရဲ့လောကဓာတ်ကြောဖြတ်လို့ကွာလှပတဲ့ကဘာလေးတစ်ခုကိုဖန်ပြီးပြီးမှယုံကြည်စက်ချစ်ရအပူယုံတဲ့စကားလို့မထင်နဲ့ Hey မထင်နဲ့တာရတဲ့ဘဝကိုအတူရှောင်နှံကြမယ်အကျဉ်းနာလက်ကမ်းလိုက်အချစ်လေး Hey အချစ်လေးမင်းလေးမချစ်ရင်ဒီဘဝအတွက်တော့အသက်ဆက်လို့မရှင်နိုင်ဘူး Hey ဒီဘဝလေးချစ်မယ်နောက်ဘဝလေးချစ်မယ် Oh me yeahမိုင်းလိုက်လာသမီးလိုလိုက်ခဲ့တဲ့ဒယ်ရီရဲ့စေတနာနဲ့မြတ်တာကိုစော်ကားပြလိုက်တာဟုတ်လား ဟုတ်ပါဘူးဒေဒီသမီးရှင်းပြတာ မရှင်းနဲ့နင်ရှင်းပြတော့ငါလက်ခံမှာမဟုတ်ဘူးနားထောင်မှာလည်းမဟုတ်ဘူးမမောင်ရင်နောက်ကငါသမီးနဲ့ပတ်သက်ဖို့တော့မစင်စားပါနဲ့ ဒေဒီ တော်တော့ဆက်မပြောနဲ့လမ်းလေကောင်မှာဒယ်ရီရဲ့ဂုံတိတ်ခါကိုနင်းချေပြစ်ချင်လို့လားလာတော့ဟောတာစားပါတက် ဒေဒီအဲ့မလုပ်ပါနဲ့ အားလုံးသုံးဆောင်နေကြပါဘူးသမီးရတော့ကွာဝင်းသားလည်းမျက်ရည်ဝင်းနေလည်းမျက်ရည်ကျတယ်အခုတက်ဒီကိုကလေးလေးကျနေတာပဲမောင်ကြီးအန်ကဲသမီးဒီညကြီးကျက်သွားဖို့မင်းမတာဝန်အများကြီးရှိတယ်နော် စိတ်ချပါနဲ့ စိတ်ချတယ်သမီးဧည့်သည်ရှိတယ်လေသမီးပြုံးပြုံးလေးနေပါဘောပြုံးလိုက်ကြပါအေးဒါမှဒယ်ရီသမီးကွာအဲ့လိုပြုံးပြုံးလေးနေကြမှာသမီးရဲ့မောင်ကဒီနေ့ညနေ flight နဲ့နိုင်ငံသားကိုပညာတော်တင်သွားမှာလေဒါမှ तू စိတ်ချလက်ချနဲ့ပျော်ပျော်ရွှင်ရွှင်သွားနိုင်မှာဘောသမီးရဲ့ဟုတ်တယ်မလားဗျာ ဟုတ်ပါတယ်ဗျာဟုတ်ပါတယ် ဒါနဲ့ဒေါက်တာနိုင်ငံသားကိုဒီညနေခီးထုတ်တော့မှာပေါ့ ဟုတ်ကဲ့ခင်ဗျာကျွန်တော်မသွားခင်လေးစစ်ဆက်ပွဲလုပ်သွားတာကျွန်တော်ပြန်ရောက်လာတော့မှပဲမင်္ဂလာအခမ်းပွဲကြီးကျယ်ကျယ်ကျင်းပပါ ကောင်းတာပေါ့ဗျာနိုင်ငံခြားကိုလည်းသွားပညာတော်သင်ပြီးတော့ပြန်လာတော့လေပညာလဲစုံကျင်ရလဲစုံဒီဘွဲ့မင်္ဂလာရှိသွားတော့ဗောဗျာ သူကျော်စောကတော့တခက်တမဲကောင်းရလိုက်တာပဲသမီးလေးစီစီကအရင်ကန်ကန်လာပဲတော်တယ်ဘယ်လိုလဲ အော်မောင်ကြီးဗျာရှိတယ်ပါလားဟုတ်ကဲ့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 ဒီလာခဲ့ဦးနော်ဟုတ်ကဲ့ခင်ဗျာဟုတ်သမီးဒီကိုရအောင်ရှင်းသမီးနေတယ်ဒီကိုရတယ်သမီးရတယ်မောင်ရဲ့အိမ်မရှိတော့ပြင်မလို့မိုးသွားနေပါဘူးပြင်ညနေ flight မမီလဲနေဦးမယ်သွားတော့ကြားရတယ်ဒီတော့အငယ်ရှိပါစေဆေးချအေးပါโอเคโอเคရှင်လာပါဦးကောင်းကတော့ကြ1 2 3 4 5 6 7
ကယ်ပြောရတော့ 我那里在这里啊！我那里呢？你。ကိုချစ်သူရှိရတယ်တတိရှိရှိနဲ့မမမမရက်တည်နေတဲ့ကိုဦးလေးခဏလောက်ဘာဖြစ်တာလဲဒီမှာရွှေတင်ရှိတာ ရွှေတင်ရှိတယ်နေမကုန်းလို့အိမ်နဲ့အိမ်ပြင်ထုတ်လို့မလား ဒီမှာရွှေတင်နဲ့တွေ့ပြရလေဒီမှာရွှေတင်နဲ့တွေ့ပြနေပါလားဗျာ မင်းနာမည်ဘယ်လိုလဲ ကျွန်တော်လည်းပေါင်းပေါင်းသွားရွှေတင်သိပါတယ်ဗျာ အေးမောင်မောင်ဆိုရင်တော့အိမ်ရှိရနေမြန်လေးတာပြန်လိုက်တော့ဆရာကြီးတွေ့ရင်မလွယ်ဘူးဖြစ်သွားမယ်နော် ဦးလေးကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ရွှေတင်နဲ့ခဏလောက်တွေ့ခွင့်နေပါဗျာနော်ကျွန်တော်ဦးလေးတောင်းပန်ပါတယ်ဗျာကျွန်တော်ရွှေတင်နဲ့ခါလေးတွေ့ခွင့်နေပါနော် မဖြစ်ဘူးကွာမဖြစ်ဘူးမင်းမြန်ချမ်းဒီခြံရှိရနေမင်းသွားလိုက်တော့ဆရာကြီးသိရင်မင်းမလွယ်ဘူးဖြစ်သွားလိမ့်မယ်နော် ဦးလေးကျွန်တော်ခါလေးတွေ့ခွင့်ပါဗျာဦးလေးတော့ခါလေးဦးလေးဟုတ်ပါဗျာဦးလေး တော်ငယ်ကျွန်တော်ပြောကြရှိလို့လား ဟုတ်ကဲ့ပါဆရာ ထိုင်နေတော့ပြော မပြောမဖြစ်လို့လည်းပြောမှာပါဆရာကိုပြောမယ်မျက်နှာလည်းပူပါတယ် ပြောကြရှိတာပြောပါတော့ငယ် ဆရာသမီးရွှေစင်လေ ဒီဘာဖြစ်လို့လဲ သမီးရွှေစင်မှာကိုဝင်ရှိနေတယ် ဟာ အောင်ဆိုရင်နော်နောက်ချိန်3နိုင်အတွင်းမှာဒီလိုပါလေစိတ်ကြီးနော်ဘာမှမကြောက်ဘူးနော်မင်းမောင်မလားဟုတ်ပါတော်ပဲကွာငါမင်းနဲ့တွေ့ချင်ငါမင်းကိုစကားပြောကြရှိ ဟုတ်ကဲ့ပါဟိုကျွန်တော်ဒီစိတ်ဝင်နေတာလို့ကျွန်တော်စားစားလေးတောက်ပြရရှင်ဘူးကျွန်တော်ပြန်ပါမယ်
ဒီနေ့ပြန်လာခဲ့ပါအကားဆောင် ဟာရမင်းကဆိုင်မှာစကားပြောမင်းနဲ့မတွေ့ခင်ဟောဒီကလေးကိုတနေရာမှာဆွတ်ဖြစ်ဖို့မစဉ်းစားထားပြီလားအခုမှလူလောကရဲ့ရောက်လာတဲ့ကလေးတယောက်ကိုရက်ဆက်ချင်ပါဒီတိုင်းပဲငါရဲ့ဂုဏ်သိက္ခာသမီးလေးရဲ့ဘဝရှည်လှပဖို့အတွက်မလုပ်ပါနဲ့ကဘာမီးလောင်သားကောင်ချာနေဆိုတဲ့စကားလုံးရှိသေးတာပါဘယ်တတ်လဲဒါဆိုဒီကလေးကမင်းနဲ့ငါသမီးရွှေစင်လို့ရတဲ့ကလေးပဲဗျာမင်းသိအောင်သွားလာမှာဒါဆိုဒီကလေးလေးကိုကျွန်တော်ပြင်မှာမဟုတ်လားလေမင်းရင်မေးလေးမင်းသိလိုချင်နေဆိုရင်ငါပေးမှာဒီကလေးတွေမကောက်ဒီကလေးကိုပြုစုစောင့်ရှောက်ဖို့အတွက်ဝေးလေးပါမင်းတို့ကထည့်ပေးလိုက်ဒီတိုင်းပဲမင်းငါ့ကိုတစ်ခုတော့ပြန်လုပ်ပေးရကျွန်တော်မလုပ်ပေးရမှာလေကိုလေဒီကိစ္စကိုရွှေစင်လုံးဝမသိစေရပါဘူးလို့မင်းငါ့ကိုခံပေးရတယ်ပြီးတော့ရွှေစင်စိတ်နာသွားစီနဲ့စာတစ်စောင်းမင်းငါ့ကိုရေးပေးရမယ်ဗျာမင်းအဲ့လိုမှမလုပ်နိုင်လို့ဆိုတော့ဟောဒီကလေးရောတင်းငွေတွေရောမင်းအောင်ပေးနေမင်းရကောင်းပါပြီကျွန်တော်ဦးလေးခိုင်းတဲ့အတိုင်းကျွန်တော်လုပ်ပါမယ်ကျွန်တော်ရှင်သူလေးရရင်ပဲကျွန်တော်ကျေနပ်ပါပြီကျွန်တော်တို့ဒီပတ်စံနဲ့အရေးမကြီးပါဘူးလိုလည်းမလိုအပ်ပါဘူးကျွန်တော်သမီးလေးကိုကျွန်တော်ကြွေးဖို့စောင့်ရှောက်ဖို့ကျွန်တော်မှာကိုတရားရှိတယ်ကျွန်တော်မှာတာဝန်ရှိတယ်ကောင်းပြီဒါဆိုရင်ဟောဒီငွေစင်းထဲမှာကလေးရဲ့ဖခင်အဖြစ်လက်မှတ်ထိုးပြီပြီးတော့ရွှေစင်စိတ်နာသွားစီနဲ့စာတစ်စောင်းရေးပြီးအဲ့မှာပတ်စံမင်းဂရိတီပါတော်ပဲပါလို့ရတော်ပါပြီအိုင်မစတော့ငယ်ရှင်းပြပစ္စည်းတွေတိတ်တော့အိမ်ပြန်လို့ရပြီဟုတ်ကဲ့ပါဆရာဟေးတမီးတို့ဆေးရောဆင်းလို့ရပြီလားရပြီဆရာဝန်ကြီးကပြောတယ်မင်းဆင်းလို့ရပြီအိမ်မှာပဲနားနေရတယ် special nurse နဲ့အားပြီးတမီးရဲ့တမီးလေးရအောင်သမီးကလေးကဟိုအတော်ဝါဖြစ်နေလို့ဖန်ပေါင်းကြောင်အောက်မှာမီးပေးထားတယ်အဲ့အတော်ဝါယောဂပြောင်းအောင်ဆေးရုံမှာလာခေါ်
ချစ်လို့မရဘူးသမီးရဲ့အဲ့ဒီခံလည်းဘယ်သူမှဝင်လို့မရဘူးစိတ်မပူပါနဲ့သမီးရဲ့ဒါမျိုးကဖြစ်တတ်ပါတယ်ပျောက်သွားမှာပါနော်ဒီပြန်ကြအောင်သမီးနော် မမီဒီကလေးကိုခဏလေးကြည့်ပေးထားပါဗျာနော်ကျွန်တော်အမေကိုစိတ်အောင်ခေါ်ပြရလဲရှင်းပြလာခဲ့မယ်နော် မမမွေးစားကလေးလေးဟဲ့ဘယ်သူဟုတ်တိုင်းမှာလဲဒုက္ခပါပဲဟာဒါဘယ်သူကလေးလေးလဲ မမီအဲ့တော့ပြောမနေပါတော့နဲ့ကျွန်တော်အမေကိုစိတ်အောင်ခေါ်ပြရလဲရှင်းပြလာခဲ့မယ်ပြီးတော့ကလေးနိုးတဲ့ပစ္စည်းအားလုံးကျွန်တော်ဝယ်ခဲ့မယ်နော် အေးငါထိနေမယ်ဒါပေမဲ့မြင်တော့ပြန်လာကြတော့ပါ စိတ်ချပါမမီကျွန်တော်ပြန်လာခဲ့မယ်နော် သမီးဘာလို့ငိုနေရလဲသမီးရဲ့သမီးငိုနေရဲ့ကျမ်းမာရေးကိုထိခဲ့တော့သမီးလား တယ်သမီးကလေးရဖြစ်တာလေသမီးကလေးရအခုမပါလေတကယ်ရွက်လေကြရမလားဟုတ်တယ်မလားတယ် ဟယ်လိုဟုတ်ပါတယ်ကျွန်တော်ကြော်သောပါဗျာကလေးဆုံးသွားပြီဟာခင်ဗျားတို့ကျွန်တော်ပြောထားတယ်ဗျာငွေဘလောက်ကုန်ကလေးတက်ကိုရအောင်ကယ်ပေးပါလို့ကျွန်တော်ပြောထားတာလေဗျာဟာခုမှတော့ဘာတတ်နေတော့မလဲကြာကံမဲကိုကြည့်ကောင်းလို့တော့စီစဉ်ပေးပါဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ် တယ်သမီးကလေးဆုံးသွားပြီဆိုတာတကယ်လားတယ်ဟုတ်လားလို့တယ် ဟုတ်တယ်သမီးရဲ့ဟုတ်တယ်လေစိတ်မကောင်းဘူးဘယ်တန်းနေအောင်လဲ သမီးကလေးတော့သမီးတွေ့ချင်တယ်သမီးတော့တွေ့မယ်တော့လေသမီးတွေ့မယ်တော့လေသမီးတွေ့ချင်လို့ပါလေနော် ဘယ်ဖြစ်ပါမလဲသမီးရဲ့အဲ့လိုလုပ်လို့မရဘူးလေအဲ့လိုမဖြစ်ဘူးသမီးသမီးသွေးနုသားနုနဲ့အပြင်ထွက်လို့ဘယ်ဖြစ်ပါမလဲမိတဲ့ပြောတာနားထောင်ပါတဲ့မိလေးကိုဆုံးရှုံးခဲ့ပြီးပြီသမီးကိုထပ်ပြီးတော့တဲ့ဒီအဆုံးရှုံးမခံနိုင်ဘူးသမီးတဲ့ဒီနဲ့သမီးကကလေးကိုတန်ရောစင်တွေ့နေပြီမြဲဖအေးလုံးတဲ့လူကလုံးဝတာဝန်မယူနိုင်ဘူးလို့ညင်းခဲ့တာဒီခံခဲ့ရတယ်သမီးရဲ့တယ်သူနဲ့တွေ့ပြီဟုတ်လားတယ်ဟမ် ဟုတ်တယ်သမီးမိဘမဲ့အချိန်ဖခင်အဖြစ်လက်မှတ်ထိုးပြီးတဲ့သူနဲ့တွေ့ခဲ့အဖေမပေါ်ပဲကလေးမွေးတယ်လို့သမီးကိုအပြောမခံနိုင်တဲ့အတွက်တဲ့သူစီသွားပြီးတော့မြစ်တာရက်ခံခဲ့တာသမီးရဲ့ဒါပေမဲ့သူကခါခါတီးတီးညှင်းဆန်ရုံနဲ့မကောင်းသမီးအတွက်စာရေးပေးလိုက်တယ်ရွှေတယ်အခုမင်းမွေးမဲ့ကလေးอ่ะငါနဲ့ဘာမှမပတ်သက်ဘူးအေးအဲ့ဒီကလေးရဲ့အဖေอ่ะငါပါလို့မင်းဘာလို့ဆွဆွဲချင်ရတာလဲဘာလဲမင်းကလှည့်ချိုးထမ်းခိုင်းချင်တာလား
မရဘူးဒီကိစ္စကလုံးဝတော်ဝင်မယူနိုင်ဘူးဟေးနောက်တော့ဒီကိစ္စနဲ့ပတ်သက်ပြီးငါ့ကိုဘယ်တော့မှမဆက်သွယ်ပါနဲ့ဒါပါပဲမောင်အမေကိုမှန်တယ်ပြောစမ်းဒီကလေးကဒုက္ခလေး ဒါမေအမှန်တိုင်းပြောပါမယ်ဒီကလေးကတာရဲ့ကလေးပါ ဟာဒီကလေးကတာရဲ့သမီးလေးဒါဆိုတော့မရအောင် မေကိုဒါလိမ်လည်းမလိမ်ချင်ဘူးဒါအမှန်တိုင်းပြောပြပါမယ်သမီးလေးရဲ့အမေကဒါလည်းသာသမီလေးကိုသူများလက်ထဲမှာထည့်ပေးချင်တာနဲ့ဒါဒီကိုခေါ်လာခဲ့တာပါမေသာသမီလေးကိုဒါပြုစုစောက်ရှောက်ပြီးပြရစီမေလည်းပါကူညီပေးပါတော့မေ အမှန်တိုင်းပြောရရင်ဒီလိုရွယ်လေးဟာမိခင်ရှင်ကိုနေမှာနေရအကောင်းဆုံးပါပဲတားရဲ့မိခင်တို့ကအတင့်တူချင်ပါ ဖြစ်မှမဖြစ်နိုင်တာအမေဟာလောကကြီးကျုပ်ပြစ်ချခံရတဲ့လူတိုင်းဟာကိုဖြစ်ချင်တာဖြစ်ခွင့်မှမရှိတာဖြစ်လာရတဲ့အခြေအနေပုံမူတည်ပြီးအကောင်းဆုံးဖြစ်အောင်ကြိုးစားရပါပေါ့အမေရဲ့ ဒါတော့ဒုက္ခတွေတွေ့တော့မှသားရဲ့ အမေရဲ့အဲ့ဒုက္ခတွေကိုဒါရင်ဆိုင်မှာပေါ့တော့ပြီးတော့မှအဖေတယောက်လုံးရှိနေတာပဲလေအမေအမေမီလေးကိုအမေစောင့်ရှောက်ပေးထားပါအောင်နော်ဒါအလုပ်သွားတော့မယ်ဖြစ်သေးပါဘူးဒီကလေးရဲ့အမေငါတွားတွေ့ပြီအကျိုးအကြောင်းအမှန်တိုင်းပြောပြမယ်ဒီလိုရွယ်လေးဆိုတာမိခင်ရင်မနေမနေမအသက်ရှင်မှာဟုတ်တယ်ဒီကလေးကိုသူ့အမေစီရောက်ငါတွားပို့ပြီးမှဖြစ်မယ်ဒီမှာရှင် ဒီနေ့တွေ့ချင်လို့ ဒီရင်ကရွှေစင်တို့အိမ်မဟုတ်လားရွှေစင်နဲ့တွေ့ပြစေ ဘာကိစ္စလဲ ရွှေစင်နဲ့တွေ့မှပြောလို့ဖြစ်မဲ့စကားမဟုတ်လို့လားရွှေစင်နဲ့တွေ့ပြစီရှင် ဘုရားဘေးသူနဲ့စကားပြောနေတာ ရွှေစင်နဲ့တွေ့ချင်လို့တဲ့ခင်ဗျားဘာတူလဲ ကျမမောင်မိခင် ဘာမမိခင်ခင်ဗျားဒီကိုဘာလာလောက်တာလဲ ဒီကလေးကိုသူ့မိလက်ထဲပြန်ထည့်ပေးခြင်းလို့ပါရှင် ဘာပြောလဲဟာဒီကလေးကိုသူ့အမေလက်ထဲပြန်ထည့်ပေးခြင်းခင်ဗျားဘာတွေလာပြောနေတာလဲဒီမှာကျုပ်သမီးရွှေစင်မွေးတဲ့ကလေးကဆေးရုံမှာတိတ်သွားပြီဗျာခင်ဗျားဘာလို့ရှင်းလို့လဲဟမ်ခင်ဗျားကျုပ်ကိုလာလိမ့်တာလား
ခင်ဗျားကြုတ်ချန်ရှိရအခုချက်ချင်းထွက်သွားတော့ဒါမှမဟုတ်ခင်ဗျားကိုလိန်ညာမှုနဲ့ရဲကိုခေါ်လိုက်ရမှာ ဟုတ်ကျမလာလင်းညာနဲ့မဟုတ်ပါဘူးရှင်ကျမသားလေးမမဒီကလေးကရွှေစိတ်ကလေးလို့ တောင်းစားပါချွတ်ချွတ်ရှိချဘာလာပြောနေတာလဲခင်ဗျားကြုတ်ကိုလာမလိန်နဲ့နော်ခင်ဗျားဓမ္မအခုချက်ချင်းကြုတ်ချန်ချက်ထွက်သွားဘုရားသိဒီမိမောင်မောက်ထုတ်လိုက်ချားလေးလုံးဝမဝင်စေနဲ့ဟုတ်ကဲ့ဆရာ ရက်စက်လိုက်ကြတာရက်စက်လိုက်ကြတာလူတွေမဟုတ်ကြသေးရလားဒီလိုလူဆိုင်မရှိတဲ့လူတွေနဲ့လုံးဝမပတ်သက်ချင်ဘူးဘာမှပါ လူပြရတယ်မေယာ အမေဒီကလေး အမေရဲ့ဒီကလေးကိုသူတို့စီပါလို့ပေါ်ပေါ်လာတယ်အမေရဲ့အဲ့လိုပြတ်တဲ့ရှုံးကမှာမဟုတ်ဘူး တူပါရဲ့အမေလိမ္မာမျိုးအဲ့ဒီဟောပန်ကချေဝါနေဒီလိုလိုက်တဲ့တာရဲ့ ကျမပြန်နေမေမေဘာပြောင်းတော့မေအမေတော့သိဖို့မေဘာပြောင်းတော့မေနော်မေနော်မေRoma ma patene mata.
သမီးလေးပါရှင်နဲ့ရှိတဲ့အကျဉ်းသားတွေသမီးလေးအထွက်ပါအရှင်တကြီးကြီးနေမယ်ချစ်သမီးလေးရဲ့ဘယ်ကိုသွားမလဲဘာလို့စားမလဲတမျိုးလုံးနဲ့အောင်သွားစမ်းပျော်ရွှင်စရာကဘာလေးတို့အကျဉ်းသားတွေထုံမလို့အဖေသမီးရဲ့အတူလို့သွားမယ်သွားမယ်မောင်ကဘာကိုအလင်းပေးတော်ရမွေလာဝန်းလေးဖိဖိချစ်တဲ့သမီးလေးထာဝရအေးချမ်းပျော်ရွှင်စေကဘာသမီးလေးပါရှင်မရှိတဲ့အချင်သားတွေသမီးလေးအထွက်ပါအရှိတကြီးကြီးနေမယ်ချစ်သမီးလေးရဲ့ဘယ်ကိုသွားမလဲဘာလို့စားမလဲတမျိုးလုံးနဲ့အောင်သွားစမ်းပျော်ရွှင်စရာကဘာလေးတို့အချင်သားတွေထုံမလို့အဖေရဲ့သမီးရဲ့အတူလှမ်းလို့သွားမယ်သွားမယ်ပြောစရာရှိလို့မဟုတ်ပါဘူးရှင်ဝေးစရာရှိလို့ပါခဲ့သမီးလေးသမီးလေးဖူဖူမမီလား Hey, Matilda, Billy, Mumsy, people want to go. The solution I do, hey, people want it to me. Number one, it's to me. Oh, me, yeah. Just down it, easy, yeah. In the time of you, yeah, could be. Just down it, easy, yeah. In the time of you, yeah, could be. Go back, leave me, go down with